M&E app ကိုလေ့လာမယ်ပေါ့နော် M&E app ကိုလေ့လာတဲ့အခါမှာကျွန်တော်အရင်ဆုံး configuration စောက်မယ်ဆိုရင်ပေါ့နော်ဒီ warehouse စောက်တဲ့အပိုင်းလေးကနေကျွန်တော်စပြီးသွားမယ်ပေါ့အဲ့တော့ warehouse တစ်ခုစောက်ချင်တယ်ကျွန်တော်တို့ very easy ပါပေါ့နော်ကိုယ်ပဲ company ထဲရောက်နေလဲဆိုတော့ကျွန်တော်သိထားဖို့လိုလိမ့်မယ်အဲ့တော့ warehouse စောက်မယ်ဆို configuration ထဲမှာ warehouse ပြီးရင် new ဆိုတာလေးခေါ်လိုက်မယ်ဒါပါ wh2 ပေါ့နော်ကိုကြိုက်တာပေးလို့ရလိမ့်မယ်ပြီးရင် shortcode က wh2 အဲ့တော့ resupply from ပေါ့နော် warehouse 1နဲ့ resupply လုပ်မယ်ဆိုရင်ဒီကောင်လေးကိုအမှန်ချစ်လိုက်မယ်ပြီးတော့မှ save လိုက်မယ် okay အဲ့ဒါဆိုရင်တော့ကျွန်တော် warehouse လေးတစ်ခုစောက်လို့ပြီးသွားလိမ့်မယ်ပေါ့နော်အပွားကောင်က1အောက်ကကောင်က2ပေါ့ဒီလိုပုံစံလေးထွက်လိုက်မယ်အဲ့တော့ O2 မှာပေါ့နော် warehouse ရဲ့ location ရဲ့ဆိုပြီးနှစ်ပိုင်းပါတယ်ပေါ့အဲ့တော့ warehouse ဆိုတာကတော့ကျွန်တော်ဒီ apartment ပေါ့နော်ဒီအဆောက်အဦတစ်ခုလုံးကိုရည်ညွှန်းတာ warehouse အဲ့ဒီထဲမှာမှဒီအခန်းလိုက်လေးတော့တကောင်းပေါ့နော်ဒါမျိုးလေးတွေကို location လို့တောင်ခေါ်တယ်ဟိုအခန်းတစ်ခန်းဒါမှမဟုတ်ရှင်လဲအလွှာတစ်လွှာပေါ့နော်တစ်လွှာချင်းစီလိုက်ကိုကျွန်တော် location တွေလည်းတွန်ပြီးဖွဲ့လို့ရလိမ့်မယ်เนาะအဲ့လိုပဲအဲ့တော့ပုံမှန်ဆိုရင် warehouse တစ်ခုစောက်လိုက်တယ်သူ့မှာ store ဆိုတယ်เนาะ WH store ဆိုတဲ့ location တစ်ခုကပါလာပြီဒါအဲ့ဒီအောက်မှာနောက်ထပ်မတူညီတဲ့ location ခွဲတွေကိုကျွန်တော်ထပ်ပြီးတော့တိစောက်လို့ရမယ်ဒါမှမဟုတ်ရှင်လဲစင်တွေပေါ့နော်စင် rank တွေပေါ့နော်rank စင်တစ်စင်မှာဆိုထားပါတော့အလွှာ9ခုပါတယ်ဒီလိုပုံစံမျိုးတွေလည်းကျွန်တော်တိစောက်လို့ရတယ်เนาะဒါကတော့တခုတော့ရှိတယ်ဟို ground မှာတကယ်လိုက်လုံနိုင်မဲ့ manpower အခြေအနေရှိမှတချို့ဟာတွေကဒီချဲ့ပြီးတော့ကျွန်တော်တိစောက်တာကောင်းတယ်ပေါ့နော်ကျွန်တော်တို့မလုံနိုင်မဲ့ဒီ system ထဲမှာထည့်ထားလိုက်ရင်ရတော့လေဒီ system နဲ့ ground နဲ့ကကိုက်မှာမဟုတ်ဘူးเนาะနေတွေမှာလိုက်လုံနိုင်တဲ့အခြေအနေရှိရဆိုတော့ system ထဲမှာ configuration ချတာကောင်းပါတယ်အဲ့တော့ location စောက်မယ်ဆိုရင်ကျွန်တော်က location ထားပါတော့ကျွန်တော်က A ဆိုတဲ့ထားပါတော့เนาะ A run ပေါ့ A ဆိုတဲ့စင်တစ်စင်သူကဘယ်အောက်မှာရှိရလဲဆိုတော့ WH store အောက်ထဲမှာရှိတယ်ဆိုလိုချင်တာကျွန်တော်စောက်လိုက်တယ်အဲ့မှာမှ WH store ထဲမှာမှ A run ဆိုတယ်A run မှာမှနောက်ထပ်ကျွန်တော်ကအလွှာတွေရှိရထားပါတော့ဒီစင်က9စင်းပါတယ်စင်ပဲဆိုပါတော့เนาะဒါ3စင်းပါတယ်စင်ပဲဆိုပါတော့အဲ့လိုပုံစံမျိုးပေါ့เนาะအဲ့ဒါဆိုရင် A1 INK run သူ့ရဲ့အောက်မှာထည့်လိုက်မယ်စေးလိုက်မယ်ပြီးတော့နောက်တစ်ခုက A2 INK run ဒီကောင်အောက်မှာထည့်လိုက်ပြီးတော့မှ A3 INK run စေးလိုက်ဒီလိုပုံစံမျိုးလေးပေါ့နော်ဒါကတော့ကျွန်တော်ကဘာလဲဆိုတော့ location စောက်တာပေါ့ location ကလည်း multi location ကြိုက်တာစောက်လို့ရတယ် location ဆိုတဲ့နေရာမှာခုနကသူကအခန်းတစ်ခန်းလေးထွက်နိုင်တယ်အဆောက်အဦအကြီးထဲမှာရှိတဲ့ဟာမျိုးပေါ့နော်ဒါမှမဟုတ်ရင်လည်းအဆင့်တစ်ဆင့်နော်အလွှာတစ်လွှာဒီလိုပုံစံမျိုးထွက်လိုက်အဲ့တော့ warehouse ကတော့ရှင်းတယ် warehouse ဆိုတာတော့ကျွန်တော်ဒီ apartment အဆောက်အဦတစ်ခုကိုကျွန်တော်တို့ကဒါ warehouse လို့ဒါကျွန်တော်တို့ရည်ညွှန်းခြင်းထွက်တယ်ပေါ့နော်အဲ့ဒါဆိုပြီးနောက်တော့ configuration တွေပါရရှိလဲကျွန်တော်တို့ဒီ product category product category ကဒါ accounting site မှာလဲကျွန်တော်တို့ဒါပါခဲ့ပြီးသားထွက်လိမ့်မယ်ပေါ့နော်ဒါကတော့ဒီ inventory နဲ့ accounting ကိုချိတ်ဆက်တဲ့အရေးကြီးတဲ့အပိုင်းကဏ္ဍကဒါပါတဲ့ဟာပေါ့ဒီမှာတေချာတယ်ဒီမှာ automate ထွက်နေဖို့လိုလိမ့်မယ်နော် manual ထွက်နေတော့ကျွန်တော်ဒါဒီ report တွေကောင်းကောင်းအလုပ်လုပ်မှာမဟုတ်ဘူး accounting ကိုဆင်တဲ့ report တွေဟုတ်ပြီနောက်တစ်အရေးကြီးတဲ့ပိုင်းကဒါကျွန်တော် unit of measure UM category လို့လည်းခေါ်တယ်ပေါ့နော် UM category တဲ့အခုဒီမှာဆိုရင်ကျွန်တော်တို့သူက reference unit ပေါ့နော် reference unit ဆိုတာအများနဲ့တက်ပဲဆိုလို့ကျင်တာသူက basic ပဲသူ့ကို basic ခံပြီးတော့မှကျန်တဲ့ဒီ load ပို့လျှော်တွေကျွန်တော်ထပ်တိုးပြီးတိစောက်တာမျိုးပေါ့နော်ဒီမှာဆို9ခုပါတဲ့တက်ကတ်တော့အဲ့ဒါဆိုရင်သူဒီဘာထွက်မှာလဲဆိုတော့ bigger than ထွက်လိုက်မယ်ဆိုလို့ကျင်တာနော်bigger than အဲ့ဒါကြောင့်မို့လို့9ပေါ့နော်သူက9ခုပါတဲ့တက်ကတ်တော့ဒါစဉ်ဆိုတဲ့ရှင်းရှင်းလေးပဲသူက bigger than reference unit တဲ့သူကဘယ်နှခုပါလဲဆိုတော့12ခုပါတယ်ဒီလိုပုံစံမျိုးထွက်လိုက်15ခုပါတဲ့တက်ကတ်တော့သူက15ခုထွက်လိုက်မယ်ဒီမှာဆို30ပတ်ပေါ့နော်အခု30ပါတဲ့ packaging တစ်ခုပေါ့နော်အဲဆိုရင်သူကအခု30ပါမယ်ဒီထဲမှာအသေးလေး unit အသေးလေးအခု30ပါမယ်ဒီလိုပုံစံထွက်မှာအဲ့မှာကျွန်တော်ဒါ training မှာဆွေးနွေးခဲ့တာဆိုတာပါတော့เนาะဒီထားပါတော့ cash ပဲဆိုပါတော့ကျွန်တော် reference unit ကတော့အသေးဆုံး unit ကပေါင်နဲ့ရောင်းတာလည်းရှိနိုင်တယ်အကြီးဆုံးကကျွန်တော်တို့ဒါ O ပေါ့နော်ဒီတအိုးမှာကတ်တအိုးမှာဆိုရင်ပေါင်30ဝယ်တာဆိုတော့ပေါင်30ပါတယ်ဆိုတဲ့ပုံစံမျိုးလည်းထွက်နိုင်တယ်ပေါ့နော်ဒီလိုပုံစံမျိုးပေါ့ဒါတွေကတော့ခုနကဒါမိမိစိတ်ကြိုက်တိစောက်တာပေါ့နော်ဒီမှာ coin ပေါ့နော်ထားပါတော့ coin တစ် coin ကိုမှကျွန်တော်တို့ကထားပါပေနယ်လဲရောင်းကျင်တယ်ဒါမှမဟုတ်ရင်တစ် coin ချင်းလဲဒါကျွန်တော်တို့ဒါရောင်းကျင်တယ်ဒီလိုပုံစံမျိုးဆိုရင်ထားပါတော့ဒါနမူနာပေါ့နော်အဲ့တော့အသေးဆုံး unit က fee ပေါ့နော် fee ပေနယ်ရောင်းကျင်တာမဟုတ်လို့ကျွန်တော်က fee ကိုအခြေခံလိုက်တယ်
တကွိုင်ချင်းကြောင့်အဲ့တော့တကွိုင်မှာဆိုလို့ရှိရင်ပေ90ပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်သူက bigger than reference unit of measure ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ကတိဆောက်ရတာအဲ့ဒီ unit of measure တွေကလည်းဒါဒီ system မှာ convert လုပ်တဲ့အခါမှာအရေးကြီးတဲ့အပိုင်းတွေမှာပါတယ်ပေါ့နော်အဲ့ကောင်လေးလည်းတတိထားပြီးကျွန်တော်တို့တိဆောက်ရမှာလုပ်ငန်းရဲ့လိုအပ်ချက်နဲ့ကိုက်ညီအောင်တိဆောက်ဖို့လိုတယ်ပေါ့ဟုတ်ပြီဒီ configuration လေးတွေကျွန်တော်ပြီးပြီဆိုတာနဲ့ကျွန်တော်ဘာဆက်ပြီးဆောက်လို့ရနိုင်မလဲ product ဆိုတဲ့ဟာလေးကိုကျွန်တော်စပြီးတိဆောက်လို့ရနိုင်မယ်အဲ့တော့ကျွန်တော်တို့တွေက new ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ထားပါတော့ AA TSD dash ပေါ့အဲ့တော့ဒီ product ကကျွန်တော်တို့ကဒါ save app ကနေလည်းရောင်းမယ် purchase ကလည်းရောင်းမယ် point of save app ကလည်းသုံးမယ်ဆိုကျွန်တော်တို့အမှန်ချက်ပေးလိုက်မယ်နော်ဒါဆိုဒီ application သုံးခုလုံးနဲ့ကျွန်တော်ခေါ်ပြီးဒီအရောင်းဝယ်လုပ်မယ်ဆိုတဲ့ပုံစံမျိုးထွက်လိုက်အဲ့တော့ဒီမှာ product type ဒီကောင်လည်းအရေးကြီးတယ် goods ကုန်စည်လားပေါ့နော်စားပဲဝန်ဆောင်မှုလား combo product ဆိုတာကတော့ခုနလို asset လိုက်ရောင်းတဲ့ဟာတို့ပေါ့နော်သူ့မှာဒါပါတော့ကိုလာတဘူးချက်ကြော်တစ်ခုဒီလိုပုံစံတို့နော်အာလူကြောင်တပွဲဒီလိုဟာတို့ combo set ကိုတို့အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့တွေက goods ကိုမှ ground ကောက်ဖို့လိုတယ်ဆိုရင်ဒီ trust inventory ကိုအမှန်လေးချစ်ပေးရမယ်နော်ဒီ trust inventory ကိုအမှန်ချစ်မထားဘူးဆိုရင်ကျွန်တော်ကုန်လက်ကြံကိုတန်ဖို့ဖော်ထုတ်ပေးမှာမဟုတ်ဘူးအဲ့ဒါလေးသတိထားရမယ်အဲ့တော့ကျွန်တော်တို့တွေကကုန်လက်ကြံတန်ဖို့ကိုလည်းတီးဖို့လိုတယ် ground လည်းကောက်မယ်ဆိုရင်ဒီကောင်လေးကိုထားလိုက်မယ်ပြီးတော့ဒီ test တွေမလို့ဖယ်လိုက်မယ်အဲ့တော့ဒီမှာခုနကကျွန်တော်စောက်ထားတဲ့ UN မှာနှစ်ပိုင်းပြန်ပြီးခွဲလိုက်မယ်ပေါ့နော်ဒီကောင်ကတော့ inventory လက်ကြံမှာဖော်ထုတ်ပေးမယ်ဟာကျွန်တော်ကဘာနဲ့တည်ကျင်တာတော့ပေါ့နော်ဘယ်လို unit နဲ့တည်ကျင်တာတော့အဲ့ဒါလေးကိုလာပြီးထည့်ပေးရမယ်ထားပါတော့ coin နဲ့တည်ကျင်တာလားနော်ကြေးပိုက် coin ဆိုတဲ့ဟာလေးနဲ့တည်ကျင်တာဘယ်နှ coin ရှိလဲစသည်တဲ့ဒီလိုပုံစံလေးတည်ကျင်ဆိုဒါနဲ့ထည့်ပေးရမယ်အဲ့လိုမှမဟုတ် P နဲ့ပေနဲ့တည်ကျင်တယ်ဆိုကျွန်တော်က P ကိုထည့်ပေးရမယ်ဒီလိုပုံစံထွက်လိုက်ဒါကျွန်တော်ကဒီကောင်နဲ့တည်ကျင်တာမလို့ဒါလေးကိုထည့်ပေးလိုက်တယ်အဲ့တော့ unit of measure ဘယ်မှာထပ်ပါသေးတယ်ဒီ purchase မှာလဲ purchase ဝင် fee နဲ့ဝယ်မှာလား coin နဲ့ဝယ်မှာလားစသည်ထွက်ပေါ့နော်ကျွန်တော်တို့အကြီးဆုံး unit coin နဲ့ဝယ်မယ်ဆိုရင် coin ဆိုတဲ့ဟာလေးကိုထားလိုက်မယ်ကျွန်တော် unit နှစ်ခုရှိရပေါ့ဒီလိုပုံစံလေးထွက်လိုက်ဒီရှေ့မှာပါတာဗာလဲဆို inventory report မှာလက်ကြံဖော်ထုတ်ပေးမယ်ဒါ UOM ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါ purchase လုပ်တဲ့အခါမှာအသုံးပြုမယ် UOM ဒီလို UOM နှစ်ပိုင်းပါတယ်အဲ့မှာကျွန်တော်ရောင်းသေးရှိရင်ကျွန်တော်ဒီမှာ save price ထည့်မယ် cost ကတော့ကျွန်တော်တို့တွေကဒါ open တင်မှာဆိုရင်တော့ကျွန်တော်တို့ cost ထည့်ပေးရမှာပေါ့နော် cost ထည့်ပေးရမယ်အဲ့မှာအခုမှအသစ်စပြီး purchase လုပ်မှာဆိုတော့ cost ထည့်စရာမလို system နဲ့ auto ပေါ့နော်သူက cost ကိုဆင်းလိုက်မယ်ဒီ category ဒါအရန်အရေးကြီးတဲ့အပိုင်းမှာပါတယ်ဒါဘာလို့လဲဆိုတော့ဒီ category ပေါ်မှာရှိတဲ့ configuration အတိုင်းပေါ့နော် accounting နဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်လိမ့်မယ်ဒီမှာရှိတဲ့ configuration မှားတယ်ဆိုကျွန်တော် accounting မှာပါ data တွေမဝင်တာတို့စသဖြင့်လို့မှားတဲ့ information တွေထွက်နိုင်တယ်နော်ဒီလိုပုံစံထွက်လိမ့်မယ်အဲ့တော့ internal reference ဆိုတာကို internal ကနေဒါမှတ်သားခြင်းနဲ့ဒါပေါ့တော့အတူကောက်ပေါ့နော်အတူကောက်ဥပမာAA စသဖြင့်ဒီလိုပုံစံတို့ထွက်လိုက်ဘာကုတ်ဆိုတာတော့ဒါ product မှာပါလာတဲ့ဘာကုတ်တွေနော်စသဖြင့်ဒီလိုပုံစံတို့ထွက်လိုက်မယ်ပြီးတော့မှဒါပါကျွန်တော်ဘယ် company တို့တွေ့ကြသူ့ company ကိုပဲဒီ SMD ဆိုတဲ့ company ပဲတွေ့ကြရင်သူ့ကိုပဲထည့်မှာပေါ့နော်ဒါမှအားလုံးကိုတွေ့ကြတယ်ဆိုတော့ကျွန်တော်ဘာမှမထည့်ရင်သူကအားလုံးမှာပေါ်နေလိမ့်မယ်ဒီလိုပုံစံတို့ထွက်လိုက်မယ်အဲ့ဒါပင်ကျော်ဒီအတိုင်လေးကိုနှိပ်လိုက်ရင် save ဆိုတဲ့ button လေးထွက်လိုက်မယ်ပြီးမှပုံတွေထည့်ခြင်းဆိုတခါတည်းပုံတွေပါထည့်လို့ရလိမ့်မယ်ဒါတော့ point of sale ပေါ့နော် point of sale မှာဘယ် category ခေါင်းစဉ်အောက်မှာဝင်ကျင်တာလဲကျွန်တော်တို့ရဲ့ဒီ product category ရှိရင်ပြန်ပြီးတော့တွဲပေးရမယ်အဲ့တော့ဒီ product level မှာဆို accounting ရဲ့ level 2ဆင့်ရှိရပေါ့နော်ဒီ product form ပေါ်မှာရှိတဲ့ income ကောက် expense ကောက်တစ်ခုရှိမယ်ပြီးတော့ဒီ category မှာရှိတဲ့ income ကောက် expense ကောက်ရှိမယ် system ဘယ်အောင်အရင်စလုပ်လိမ့်မလဲဆိုဒီ product form ပေါ်မှာရှိတဲ့ income ကောက် expense ကောက်ကိုအရင်စလုပ်လိမ့်မယ်အလုပ်လုပ်မယ်ပေါ့နော်ကဲလို့ဒီမှာဘာမှမရှိဘူးဆိုတဲ့အချိန်ညမှာကျွန်တော်တို့တွေကဒီ category ပေါ်မှာရှိတဲ့ဒီ income ကောက် expense ကောက်တွေနဲ့ system ကအလုပ်လုပ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ကတော့အဲ့ဒီ product form ပေါ်မှာရှိတဲ့ income ကောက် expense ကောက်တွေကိုမသုံးဘူးသုံးလို့မရှိဘူးပေါ့နော်တကယ်ဟိုတချို့ဒီ service product တွေစတဲ့ဒီလိုဟာမျိုးလေးတွေမှာပဲသုံးတယ်ကျန်တဲ့နေရာတွေမှာတော့ဒီ trade လုပ်တဲ့ product တွေမှာမသုံးဒီ category မှာရှိတဲ့ income ကောက် expense ကောက်တွေကိုပဲကျွန်တော်တို့ကဒါသုံးလေးရှိရပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်ဒါ product တိဆောက်လို့ပြီးသွားပြီပေါ့အဲ့တော့ product လည်းတိဆောက်လို့ပြီးပြီ configuration တွေလည်းပြီးဆိုဒါကျွန်တော်တို့ဒါ operation ဒါကျွန်တော်တို့ဒါလှုပ်ဆောင်လို့ရပြီပေါ့နော်